ငါတေလို့တမဲသွားရဲ့ဒီခန္ဓာကိုယ်ဘသူမျက်နှာမာယာသိမ်များတဲ့ချိုးငါရဲ့နာမထိုင်ပိုင်ကိုရိုးရရကိုကြောခိုင်းပြီးနေမိတော်မှငါကြိုသေးလို့ဇာနာစိတ်ကလေးထားပြီးလူမသိသူမသိငါတေချင်လို့လူတွေအားလုံးလက်မြောက်လိုက်ပါပြီအမူအရာများနဲ့မျက်လုံးတွေဟာတထက်တည်းမချကြ၏စိတ်ဓာတ်တွေပါကြောင့်ဟိုအောင်ဆုံးမရှိရိုးချောက်လူသာဖြစ်သွားရင်ဘသူရဲနာနာရှိဘုရားဟောတဲ့တရားကိုမေးဘာသာရေးအရာကိုပဲပေးမများသောကျူးလွန်ပြီးမှနောင်လာရကြတယ်ပြင်မဲ့တဲ့ကလေးငယ်တွေကြည်ပြင်းသောစရိုက်တွေပေးမြောင်ရစီလူတဲ့ပါဇက်တွေတော့တော်တရားကြတယ်လောကနိယာမလောကနိယာမဒါလောကနိယာမလောကနိယာမလောကနိယာမဒါလောကနိယာမလူတွေပါဇက်ကထွက်တဲ့တဲ့နေ့ငါမကြရအောင်နာခံပါစေစိတ်ကမကောင်းတဲ့လူတချို့ငါမမြင်အောင်မျက်လုံးကမ်းပါစေလူတွေကကြောက်တယ်မကောင်းဆိုးဝါတွေကိုငါကတော့ကြောက်တယ်လူတို့ရဲ့စိတ်ဓာတ်တွေကိုလူငယ်တွေလှုပ်ချင်ရလို့လူကြီးတွေလှုပ်ချင်ရလို့ဘူပင်စရာတို့ရဲ့နာခံလာတော့မမျိုးသက်တဲ့တွေ့တွေ့ဝေပါရဲ့မတရားတော့ရတော့တရားပြင်ဆင်နိုင်တယ်ရွှေရှိမှမျိုးတော့ခြင်းနဲ့ဆွေမျိုးတချို့တွေတွေ့မိဘနဲ့မရဘူးအာကိုလက်တကားမှနာမထောင်တယ်လို့ရိုင်းဆိုင်တဲ့လူငယ်တယောက်လို့တတ်မှတ်ခြင်းလဲတတ်မှတ်ကြတကားပြောရင်ပွင့်လင်းလို့ပေါင်းတယ်ဆိုတာမရှိတဲ့ခိုင်မှာရောက်တယ်ပဲရှေ့ဆက်သွားမှာတင်းရင်တော့မဆွဲလန်းတော့ပါလောကနိယာမလောကနိယာမဒါလောကနိယာမလောကနိယာမလောကနိယာမဒါလောကနိယာမမာသောမြတ်တာများမတရားသောသစ္စာများအတူရောက်ခက်ပြတ်ကြီးမှလူတိုင်းကချက်တည်းရုပ်ကြကြီးပွားချမ်းသာမှာလူဘဝဝင်ဆောင်